မိုက်စုခအခုတီးပြမယ်အိုစီဒီနီရတော့ပြီးခဲ့တဲ့အခောက်တွေကတီးပြထားတဲ့ရှမ်းအိုစီတီးချက်နဲ့တီးခွက်ကိုပြန်လဲတီးပြပြီးတော့မှနောက်အဖြစ်တစ်ခွက်အိုစီတီးခွက်တစ်ခွက်ပြန်လဲပြီးတော့မှပြတ်တာပြီးမှဖြစ်ပါတယ်ဒီနည်းတူစွာပဲဒီအချိန်မှာကျွန်တော်ရှမ်းအိုစီတီးတဲ့နေရာမှာရှမ်းအိုစီကိုမောင်းကတိုင်ပင်အနည်းအမြန်ခေါ်ရမှာဖြစ်ပြီးတော့မှအနည်းအမြန်မှာလိုက်ပြီးမှရှမ်းဦးစီကိုတီးမှာဒီချိန်မှာလင်ကွင်းရလည်းမောင်းကိုအဓိကထားပြီးမှမောင်းတိုင်ပင်နဲ့ယူပြီးသူ့ဘက်သူတီးကတ်တော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ခုတီးပြတဲ့ဥစ္စာကပြီးခဲ့တဲ့ခေါက်ကတီးပြထားတဲ့တီးခွက်လေးကိုအရင်တီးပြမှာဖြစ်ပါတယ်မောင်းတီးမယ်Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
လိုရှန်လို့ခေါ်ပါတယ်ဒီရှန်ဆိုတာကျွန်တော်ရှမ်းလို့ပိုင်ဆိုင်မှုကိုပြောတာရှန်လို့ခေါ်ပါတယ်မမကျတော့လက်ကွင်းလို့ခေါ်ပါတယ်ရက်ကွင်းခေါ်တော့လက်ကွင်းလည်းခေါ်ပါတယ်ဒါကြောင့်မလို့ဒီလက်ကွင်းတီးနီအနေငယ်ကိုနီးစနစ်မမနိုင်ရည်စီးချက်ညီညီနဲ့တီးတက်အောင်လို့အလွယ်ကူဆုံးနည်းနဲ့ကျွန်တော်ပြင်ပြပေးမှာဖြစ်ပါတယ်ဒီလက်ကွင်းတီးနီကိုတီးမယ်ဆိုလို့ရှိရင်ဘယ်တော့မှကျွန်တော်ရှမ်းလက်ကွင်းကိုရှမ်းအိုးစီနဲ့တီးတဲ့လက်ကွင်းကဘယ်တော့မှကျွန်တော်တို့ဒီနို့အုံနှစ်ခုကိုဘလို့ကအုပ်ပြီးမှဘယ်တော့မှမတီးပါဘူးအဲ့လိုမတီးရပါဘူးအဲ့လိုအုပ်ပြီးတီးချအပြည့်လက်ကွင်းကခဏလေးကွဲမှာဖြစ်ပါတယ်ခိုင်ရပြက်ကြီးရွရွမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလက်ကွင်းတီးမယ်ဆိုလို့ရှိရင်လက်ကွင်းကိုအဖျားကတ်တီးတာဒီမျိုးတီးချက်တော့တချမ်းချင်းနို့အုံကိုမအုပ်ဘဲနဲ့တီးလို့ရှိရင်လေမလုံမှာပါလေလုံတိုင်းမှာကွဲတတ်ပါတယ်နို့အုံတီးရင်ဒါကြောင့်မလို့တချမ်းချင်းတီးရပါတယ်ကြိုက်တော့တီးပါမကွဲပါဘူးဒီမှာဆက်ပြီးတော့တီးရပါတယ်ရှောင်းဦးစီကိုတီးတော့မယ်ဆိုလို့ရှိရင်မောင်းတန်ကိုကျွန်တော်တို့အဓိကထားပြီးတော့မှလက်ကွင်းကလက်တီးရပါမယ်ဒီချိန်မှာဦးစီမတီးသေးပါဘူးမောင်းကိုတီးပြမှာပဲဒီမောင်းကိုတီးတဲ့ချိန်မှာမောင်းပထမတစ်ချက်ကိုတစ်လို့မှတ်ပြီးတော့မှငါမှ1 3 4ဆိုပြီးတော့မှလိုက်ရပါမယ်မောင်းအနေတီးပြပါမယ်မောင်းတစ်ချက်ကတစ်ပါလက်ကွင်းတီးတာကိုပြန်ပြပေးပါမယ်မောင်းကတစ်ဖြစ်ပြီးတော့မှလက်ကွင်းက1 3 4ဖြစ်ပါတယ်ဒါကြောင့်မောင်းကိုတစ်ကြည့်ပြီးမှတစ်ပြီးတာနဲ့1 3 4ကိုတီးမယ်ဒီမောင်းနေပြီဖြစ်စေမြန်ပြီဖြစ်စေ1 3 4ကိုပုံမှန်လေးဒီတိုင်းပဲတီးတော့ပါမယ်အိုးစီတူတူကြိုက်တယ်လို့တီးပါတီးတဲ့လက်ကွက်ကိုကြိုက်တဲ့လက်ကွက်ကိုတို့ကြိုက်လို့တီးပါတူတူဝင်သွားပါတယ်နီစီချက်ညီညီဒါကြောင့်မလို့အခုမောင်းအနေနဲ့ကိုတီးပြပါမယ်မောင်းအနေနဲ့ကိုလက်ကွင်းဘယ်လိုမျိုးလိုက်ရတယ်လဲဆိုတော့ပြပါမယ်လက်ကွင်းကိုတီးတဲ့ချိန်မှာဘယ်တော့မှကျွန်တော်နို့အုံအုပ်ကိုအုပ်ပြီးတော့မှဘယ်တော့မှမတီးရပါဘူးရှက်ပြီးမှအဖျားခတ်ပြီးမှတီးပါတယ်ကျွန်တော်ရှမ်းလူမျိုးလေးကနို့အုံအုပ်ကိုအုပ်ပြီးတီးမယ်ဆိုလို့ရှိရင်လက်ကွင်းကခဏလေးပြက်စီးမယ်ရွရွမယ်ကွဲမယ်ဖြစ်ပါတယ်ဒါကြောင့်မလို့အခုကျွန်တော်လက်ကွင်းတီးနည်းကိုအလွယ်ကူဆုံးနဲ့အယုချင်းဆုံးအများတတ်တဲ့နည်းကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်